အမျိုးသမီးတယောက်ဟာသမီးဖြစ်သူနဲ့အတူဓာတ်လေကားထဲကိုဝင်လိုက်တဲ့အချိန်မှာပဲလူတယောက်ရဲ့လက်တစ်ဖက်ကတကားကိုရုတ်တရက်တားလိုက်ပါတယ်။အနက်ရောင်ဆိုင်ကယ်အုပ်ထုတ်ဆောင်ထားပြီးလက်ထဲမှာတူကြီးတစ်ချောင်းကင်ထားတဲ့ထိုလူဟာဘာစကားမှမပြောဘဲဓာတ်လေကားထဲကိုတိတ်တဆိတ်တိုးဝင်လာခဲ့ပါတယ်။ပိုပြီးတန်တရားဖြစ်စရာကောင်းတာကသူဟာဘဲလွာကိုသွားမလဲဆိုတဲ့ခလုတ်ကိုမနှိပ်ပဲဘေးနားမှာတောင်းကြီးမတက်ရက်နေတာပါပဲ။အမျိုးသမီးရဲ့စိတ်ထဲမှာအန္တရာယ်ရှိနေပြီဆိုတာကိုအလိုလိုသိနေပေမဲ့သမီးဖြစ်သူကတော့ဘာမှမစဉ်းစားပဲသူတို့သွားရမယ့်အလွှာခလုတ်ကိုနှိပ်လိုက်ပါတယ်။ဓာတ်လေကားတကားပွင့်သွားတာနဲ့သမီးကိုဆွဲပြီးအမြန်ပြေးထွက်ခဲ့ပေမဲ့ထိုလူကတော့သူတို့ကိုစူးစူးဝါးဝါစိုက်ကြည့်နေတော့မှာပဲအိမ်ရှိရောက်လို့တကားကိုချက်ချင်းမဖွင့်သေးပဲတိုးဆုပ်နေစင်မှာပဲသမီးဖြစ်သူကအမေဖြစ်သူစကားဝက်မေးနေတဲ့အထင်နဲ့အိမ်တကားဖွင့်တဲ့နံပါတ်တွေကိုအတန်ကျကျနဲ့အော်ပြောလိုက်ပါတယ်။အဲ့ဒီအတန်ကသူမကိုထိတ်လန့်သွားစေခဲ့ပါတယ်။အိမ်ထဲရောက်တာနဲ့တကားကိုအမြန်ပိတ်လိုက်ပြီးသမီးဖြစ်သူအားစကားဝက်နံပါတ်တွေကိုအဲ့ဒီလိုမျိုးအပြင်မှာနောက်တစ်ခါဘယ်တော့မှမပြောဖို့တေချာမှကြားလိုက်ရပါတယ်။အစကတော့ဒါဟာကြောက်စိတ်ကြောက်ဖြစ်တဲ့စိုးရိမ်မှုလိုပဲထင်ခဲ့ပေမဲ့ဟင်းချက်နေတော့မှအောက်ထပ်မှာပါဆယ်ပစ္စည်းလာပို့ထားတဲ့ဆိုတဲ့ဖုန်းဝင်လာပါတယ်ခင်မုန်းဖြစ်သူမှာထားတာဖြစ်မဲ့အထင်နဲ့အောက်ထပ်ကိုဆင်းသွားကြည့်တဲ့အခါမှာတော့ပစ္စည်းလာပို့သူကိုမတွေ့ရပဲစပွဲပေါ်မှာအနီရောင်လက်ဆောင်ဘူးခုံတဘူးကိုပဲတွေ့လိုက်ရပါတယ်ခင်မွန်းစီဖုန်းဆက်မေးကြည့်တဲ့အခါမှာတော့သူဘာမှမမထားဘူးလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီအချိန်ကျမှပဲဓာတ်လေကားတွေကလူရဲ့ဒီဘူးခွန်အလို့ရဲ့ဟာသူမကိုအိမ်ပြင်ထွက်သွားအောင်လုပ်တဲ့ထောင်ချောက်မှန်းသိလိုက်ရပါတော့တယ်။သူမအိမ်ကိုအမြန်ပြေးပြန်လာပြီးခင်မွန်းဖြစ်သူစီကိုအိမ်ထဲမှာသစိမ်းတယောက်ရောက်နေတဲ့အကြောင်းအသိပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းအိမ်ထဲကသမီးဖြစ်သူဟာအပြင်ကတကားဖွင့်တဲ့စကားဝက်မားနေတယ်ဆိုတဲ့အတန်ကိုကြားပြီးအမေဖြစ်သူစကားဝက်မေ့နေပြန်ပြီးအထင်နဲ့နံပါတ်တွေကိုဒုတိယအကြိမ်အော်ပြောလိုက်ပြန်ပါတယ်။သူမအိမ်တကားဝက်ကိုရောက်ချိန်မှာတော့ထိုလူဟာအိမ်ထဲကိုဝင်ရောက်နေပြီဖြစ်ပါတယ်။သူမဟာအစွမ်းကုန်ရုန်းကန်ပြီးထိုလူကိုတွန်းထုတ်လိုက်ကသမီးကိုနောက်မှထားပြီးကာကွယ်လိုက်ပေမဲ့သူမရဲ့ဖုန်းကတော့ကျန်းပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ဆိုင်ကယ်အုပ်ထုတ်ဆောင်ထားတဲ့လူဟာပြန်ထလာပြီးဖုန်းကိုဖျက်ဆီးဖို့ကြိုးစားချိန်မှာသူမကထိုင်ကုန်နဲ့အားကုန်လွှဲရိုက်လိုက်ပါတယ်။အပြန်လန်တိုက်ခိုက်ရင်းနဲ့ထိုလူတကားဝအထိဆုတ်သွားချိန်မှာတကားကိုအတင်းပိတ်ဖို့ကြိုးစားပေမဲ့ထိုလူရဲ့လက်ကတကားပေါင်ကိုမြဲမြဲဆုပ်ကင်ထားတော့မှာပဲ။အဲ့ဒီအချိန်မှာသမီးဖြစ်သူကအယုံနဲ့ထိုလူကောင်းကိုထုလိုက်မှပဲလက်ပြုတ်သွားပြီးတကားကိုပိတ်နိုင်လိုက်ပါတော့တယ်။ဖြစ်ကြောင်းကုံစင်တိသွားတဲ့ခင်မုန်းဖြစ်သူဟာအိမ်ကိုအပြေးလွှားပြန်လာခဲ့ပေမဲ့ဓာတ်လေကားကကြာနေတာကြောင့်လေကားကနေပဲမောမောပန်းပန်းပြေးတက်လာခဲ့ရပါတယ်။အိမ်တကားပွင့်လာတဲ့အတန်ကြောင့်အမျိုးသမီးလည်းကြောက်လန့်သွားခဲ့ရပေမဲ့ခင်မုန်းဖြစ်သူရဲ့အတန်ကိုကြားလိုက်ရမှပဲစိတ်သက်သာရပြီးမိသားစု၃ယောက်သာဖတ်ထားမိကြပါတယ်။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးခင်မုန်းဖြစ်သူဟာထူးဆန်းလာပါတယ်။အဲ့ဒီလူထိတွေ့ခဲ့တဲ့နေရာတွေကိုပိုးသက်ဆေးတွေနဲ့အထက်ထက်အခါခါလိုက်ပို့နေတယ်လို့ညှင်းတဲ့အထိအိမ်မပြောပဲထိုလူပြန်လာဦးမလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့နေထိုင်နေပါတယ်။ဒီနေ့မှာတော့အိမ်တကားဝကနေရံမှာထူးဆန်းတဲ့အမှတ်သား၃ခုပေါ်လာပါတယ်။ခင်မုန်းဖြစ်သူကတော့ဒါဟာဆိုင်ကယ်အုပ်ထုတ်ဆောင်ထားတဲ့လူပေးခဲ့တဲ့အမှတ်သားလို့ဆိုပါတယ်။အဲ့ဒီဆိုင်ကယ်အုပ်ထုတ်ဆောင်ထားတဲ့လူကဘယ်သူလဲခင်မုန်းဖြစ်သူကရောဘာတွေဖုံးကွယ်ထားသလဲဆိုတာကတော့ပဟေလီတစ်ခုဖြစ်နေပါတော့တယ်။